င်္ဂလာပါရှင်အရင်ဆုံးနာမည်လေးနဲ့တက်အမယ်ကြောင်းလေးတစ်ချက်လောက်ပြောပြပါအောင်ရှင် နာမည်ရှင်နေအောင်ကြောင်းတူကျူရှင်းကျူမင်းတို့ ဒီနေ့အားကဲဝယ်ကမ်ပါယူတရားခဲတဲ့ခန်းစားချက်လေးတစ်ချက်လောက်ပြောပြပါအောင်ရှင် ခန်းစားချက်ကတော့ကောင်းပါလေ ဟုတ်ကဲ့ပါဒီနေ့အစီအစဉ်ထဲမှာဆိုရင်ဒီအားကဲဖြော်ပြမှုခင်းအစီအစဉ်နဲ့ DJ အစီအစဉ်နဲ့ဆိုဘယ်အစီအစဉ်ကိုပို့ပြီးအမြော်အမြင်ဆုံးဖြစ်လဲရှင် DJ စီဒီမဲ့ညို့ကြောင့် DJ အစီအစဉ်ကဲအရင်ဆုံးနာမည်လေးနဲ့တက်အမယ်ကြောင်းလေးပြောပြပါအောင်ရှင် ဟုတ်နာမည်ကတော့တိုးတက်အောင်ပါတက်ရမယ့်ကြောင်းတိုဂျိုကိုတိုမျိုးကSTG ကြောင်းပါ ဟုတ်ကဲ့ပါရှင်ဒီအားကဲဝယ်ကမ်ပါယူတရားခဲတဲ့ခန်းစားချက်လေးတစ်ချက်လောက်ပြောပြပါအောင်ရှင် ပြောပါတယ် ဟုတ်ကဲ့ပါဒီနေ့အစီအစဉ်ထဲမှာဆိုရင်အားကဲဖြော်ပြမှုလည်းရှိရယ်ပြီးတော့ခင်းအစီအစဉ်နဲ့ DJ အစီအစဉ်တို့ဘယ်အစီအစဉ်လေးကိုပို့ပြီးမျှော်လင့်ဆုံးလဲရှင် DJ အစီအစဉ်ကိုမျှော်လင့်တော့ပါဗျ DJ အစီအစဉ်နော်ကဲကျေးဇူးပါရှင် ဟုတ်ကျေးဇူးပါဗျ မင်္ဂလာပါရှင်အရင်ဆုံးနာမည်လေးနဲ့တက်အမယ်ကြောင်းလေးတစ်ချက်လောက်ပြောပြပါအောင်ရှင် ဟုတ်မရအရွှေစင်ပြောပါရှင်တက်ရမှာတူကြုံမှာနားပြီးခိုင်ကောကခုရမှာရှင် ကဲပါအားကဲအခုဝယ်ကမ်ပါတူတက်ရောက်ခဲခန်းစားချက်လေးတစ်ချက်လောက်ပြောပြပါအောင်ရှင် ဟုတ်ပြောပါရှင်လူမျိုးပြပမထွက်ခင်ဒီကိုယ်နိုင်ငံမှာလူမျိုးပွဲလေးတစ်ခုစီစဉ်မလိုက်တော့အမတ်တရကောင်းလေးတစ်ခုတော့ဖြစ်သွားရှင် ကဲပါရှင်ဒီနေ့ရဲ့အစီအစဉ်မှာဆိုရင်အားကဲဖြော်ပြမှုပြီးတော့ခင်းနေ DJ အစီအစဉ်ဘယ်အစီအစဉ်ကိုမျှော်လင့်ဆုံးလဲရှင် ဂိမ်းစီစဉ်ရှင်ဘယ်သူနိုင်မလဲတည်ရှင်လို့ရှင် ကဲပါကျေးဇူးပါရှင် ကျေးဇူးတင်ပါရှင် Ready? အခုနဲ့ဒီ game လေးမှာ join ပြီးတော့တရားဝင်ကျေးဇူးတင်ပါတယ်เนาะပျော်ရွှင်စရာတွေပြန်ဖြစ်ပါစေပူးတွဲလေးပြေးလိုက်မယ်ဒီက rocker ကြီးနဲ့အတူတူဟိုးဘက်ကညီလေးနှစ်ယောက်ကိုကဲပူးရဲချန်ပီယံဖြစ်ကျွန်တော်တို့မတရားစုလေးစီးပြီးနေပါတယ်ဖိတ်ခေါ်ရပါတယ်ဗျာကဲဖြောပြပေးတဲ့ဒီကောင်မ10ယောက်တဲ့လက်ခုပ်သားလေးအော်ပြီးကြည့်နေပါဗျာ ကဲမင်္ဂလာပါရှင်မောင်လေးနာမည်လေးနဲ့ကြောင်းလေးတစ်ချက်လောက်ပြောပြပါအောင်ရှင် မင်္ဂလာပါကျွန်တော်နာမည်ရဲထန်လင်းပါကျွန်တော်တက်မဲ့အကြောင်းကတော့တိုဂျိုကော့စမွန်ကော့ကိုင်းဖြစ်ပါတယ်ဗျ ပါအားကဲကိုစကားလက်ဒီပွဲတစ်ခုလုံးနဲ့ပတ်သက်တဲ့စကားလက်ဆောင်လေးတစ်ချက်လောက်ပြောပြပါအောင်ရှင် အားလုံးအဆင်ပြေပါတယ်ဗျကျောင်းသားတွေတော့လည်းကောင်းပါတယ်အရင်၄လပိုင်းအေးတင်တော့ကလည်းတော်တော်ကျောင်းသားတွေလည်းပျော်ခဲ့ရတယ်အခုကျွန်တော်တို့9လပိုင်းအေးတင်ရောက်တဲ့အတွက်တော့လည်းကျွန်တော်တို့ပျော်ခဲ့ရတယ်တော့အဆင်ပြေပါတယ်ဗျ ပါဒီအားကနဲ့ပတ်သက်တဲ့နောက်လာမယ့်ဂျူနီယာလေးတွေရောအားကနဲ့ပတ်သက်တဲ့စကားလက်ဆောင်လေးတစ်ချက်လောက်ပြောပြပါအောင်ရှင် ဟုတ်ဗျအားကနဲ့ပတ်သက်တဲ့နောက်လာမဲ့ဂျူနီယာတွေအတွက်ဆိုရင်အားကကငွေကြေးပိုင်းတွေရောစာရွက်စာတမ်းပိုင်းတွေရောထိုင်ကုန်အဲ့လိုပြောရမလဲတန်ရုံးဝင်တဲ့ကိစ္စတွေအစလုံးဝအဆင်ပြေပြေနဲ့ဆောင်ရွက်ပေးတဲ့အတွက်လုံးဝအဆင်ပြေပါတယ်ဗျနောက်လာမဲ့ဂျူနီယာတွေလည်းအားလုံးပဲအားကကိုရွေးချယ်ဖို့ကျွန်တော်တိုက်တွန်းပါတယ်ဗျ ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့မင်္ဂလာပါရှင်ညီမလေးရဲ့နာမည်လေးနဲ့သွားတက်မဲ့ကြောင်းလေးတစ်ချက်လောက်ပြောပြပါအောင်ရှင် ဟုတ်ကျမရဲ့နာမည်ကတော့ရှစ်စဝေဖြစ်ပါတယ်ရှင်ဟိုကတိုဂျိုကိုစမော့အကြောင်းဖြစ်ပါတယ် ဒီအားကပွဲတစ်ခုလုံး rich ပေးရမယ်ဆိုရင် rich ဘယ်လောက်ပေးမယ်ရှင် 90လောက်တော့ပေးတယ်ကျန် ဟုတ်ပါနောက်လာမယ့်ဂျူနီယာလေးတွေတော့အားကနဲ့ပတ်သက်တဲ့စကားလက်ဆောင်လေးတစ်ချက်လောက်ပြောပြပါရှင် ဟုတ်အားကကတော့ယုံကြည်တော့ရပါတယ်ဟိုကကျောင်းသားလေးရဲ့တချို့ဟိုကမပြေတဲ့ဥစ္စာတွေလည်းဖြည့်ရှင်းပေးရရရှိတယ်နောက်ထပ်ဂျူနီယာလေးကိုလည်းအားခက်နဲ့လက်တွဲပေးပါလို့ပြောချင်ပါတယ်ကျန် ကျေးဇူးပါရှင် ကျေးဇူးတင်ပါတယ်ဟုတ် plata pa plata 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 pa plata plata pa plata plata okay နောက်တစ် plata pa plata plata pa plata 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 one two three go plata pa plata 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 ဟုတ်တယ်အေးလေးတော့တယ်လေးတော့ပါရဲ့ဟုတ်ပြီပြောစရာကောင်းတဲ့ဂိမ်းတစ်ခုကျင်ပါသေးတယ် ဟုတ်ကဲ့မင်္ဂလာပါရှင်မောင်လေးရဲ့နာမည်လေးနဲ့သွားရောက်တက်ရောက်မဲ့ကြောင်းလေးတစ်ချက်လောက်ပြောပြပါအောင်ရှင် ဟုတ်ကျွန်တော်နာမည်ကတော့ဝေယံဖြိုးပါသွားမှာ STC အကြောင်းပေါ့ ဒီပွဲလေးနဲ့ပတ်သက် rich ပေးရမယ်ဆိုရင်တစ်ကနေ30ဘယ်လောက်ထိပေးမလဲရှင် ကျွန်တော်ကတော့ပေါ့တန်းတော့တန်းပါပဲ တမ်းပါပဲဟာနောက်လာမယ့်ဂျူနီယာလေးအတွက်ကောအားကနဲ့ပတ်သက်တဲ့စကားလက်ဆောင်တစ်ချက်လောက်ပြောပြပါဦး အားကကိုတော့အကုန်လုံးဘယ်လိုယုံကြည်ပေးလိုက်ပေါ့အကုန်လုံးကောင်းပါဝန်ထမ်းတွေရောဘာညာရောအကုန်လုံးကောင်းပါလေဟုတ် ကျေးဇူးပါရှင် ဘောင်းလည်းပြုံရအောင်3 2 1 go ကျောင်းဟုတ်ပြီဟုတ်ပြီနောက်ဆက်မကြည့်ပါဘူးခင်ဗျာလုံးဝပြုံရ
ပါဘူးဒီလေးစားကြည့်ရမယ်1 2 3ကြောင်းမယ်ရပြီ3 2 1 go ကြောင်းမယ်ခင်ဗျာဖိအခုဒီလေးမတ်ဆိုရပြီမတ်ဆိုရပြီဒီလေးဟုတ်ပြီအခုဒီလေးဘယ်နှချောင်းကြည့်လဲလုံးဝလူကြီး